အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရှေ့ဗီဒီယိုလေးမှာဖြင်းရင်ဖော်နေတဲ့သင်္ကေတမှာပါဝင်တဲ့ရွင့်မှုလို့ခေါ်တဲ့တရား24လုံးရဲ့ခေါ်ဝေါ်လေးတွေကိုလေ့လာပြီးသွားပြီဖြစ်တဲ့အတွက်ခုဒီဗီဒီယိုမှာတော့အဲ့ဒီတရား24လုံးရဲ့အချင်းချင်းပေါင်းစပ်ထားတဲ့ဖူရွင့်မှုလို့ခေါ်တဲ့ထပ်ပေါင်းတရားလေးတွေနဲ့သူတို့ရဲ့အတန်တွက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီသင်ခန်းစာလေးတွေမှာတော့ကျွန်တော်တခါတည်းတရားလေးတွေရဲ့အတန်တွက်လေးတွေကိုတခါတည်းဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကြီးနဲ့အားနဲ့ပေါင်းတော့ကြီးအားရာကြီးအားရာကြီးနဲ့အောင်နဲ့ပေါင်းရင်ကြီးအောင်ရောင်ကြီးအောင်ရောင်ကြီးနဲ့အားနဲ့ပေါင်းရင်ကြီးအန်ယန်ကြီးအန်ယန်ကြီးနဲ့အောင်နဲ့ပေါင်းရင်ကြီးအောင်ယံကြီးအောင်ယံကြီးနဲ့အောင်နဲ့ပေါင်းရင်ကြီးအောင်ယုံကြီးအောင်ယုံဦးနဲ့အားနဲ့ကိုဦးအားဝါဦးအားဝါဦးနဲ့အော်နဲ့ကိုဦးအော်ဝဦးအော်ဝဦးနဲ့အိုင်နဲ့ကိုဦးအိုင်ဝိုင်းဦးအိုင်ဝိုင်းဦးနဲ့အာနဲ့ကိုဦးအန်ဝမ်ဦးအန်ဝမ်ဦးနဲ့အာနဲ့ကိုဦးအောင်ဝမ်ဦးအောင်ဝမ်ဦးနဲ့အင်းနဲ့ကိုဦးအင်းဝမ်ဦးအင်းဝမ်ရွီနဲ့အာနဲ့ကိုရွီအန်ယွမ်ရွီအန်ယွမ်အဲ့တော့အစားလေးပြန်ပြောပြပါမယ်ဤအာယာဤအောင်ယောင်ဤအန်ယန်ဤအောင်ယံဤအောင်ယုံဦးအာဝါဦးအောဝဦးအိုင်ဝိုင်းဦးအန်ဝမ်ဦးအောင်ဝမ်ဦးအင်ဝမ်ရွီအန်ယွမ်နောက်ဆုံးတစ်ခေါက်ပြန်ဆိုပြပါမယ်ယာယောင်ယန်ယံယုံဝါဝဝိုင်ဝမ်ဝမ်ဝင်းယွမ်ကဲခုလောက်ဆိုရင်ထပ်ပေါင်းတရားလေးတွေရဲ့ခေါ်ဝေါ်အတန်တက်လေးတွေကိုသိရှိနားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးမှာပြီးနဲ့တရားပေါင်းဆက်ရှင်းသင်ခန်းစာလေးတွေကိုမျှဝေသွားမှာဖြစ်လို့ဆက်လက်ဆောင်ရွက်ကြည့်ရှုပေးဖို့ရဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်